ရှင်ဘူးအမြဲနေခြင်းလေနောက်အခါမှနောက်တစ်ခေါက်ရောက်လာမယ်အချိန်တန်ပြန်ရတော့မယ်ပလောင်သူလေးရဲ့နှုတ်ဆက်ကလမ်းခွဲမသွားလို့လေမခွဲခွာလို့တော့လေမျက်ရည်တွေကဝဲမငိုပါတက်မမဟုတ်အဲ့မှာတက်လေတက်တော့ဒီလေးကဒီကိုရလာ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 ဒီလေးက
ပေးတယ် ဟုတ်တယ်